ယနေ့သာသနာတော်နှစ်2569ခုကောဇာတက္ကရာ1389ခုခရစ်နှစ်2026ခု84ကြိမ်မြောက်တုံညတအပြည်ပြည်ဆိုင်ရာတရားရိပ်သာရဲမုံကောက်ကွယ်လန်လဲကူမြို့၌ဆင်ကျင်းပလျက်ရှိသော10ရက်တာဆင်ဆက်မပြတ်ရှုမှတ်သောအထူးတရားစခန်းဝဲဒုတိယမြောက်နေ့လည်ဆွမ်းစားကြိမ်ပဲဖြစ်ပါတယ်ယနေ့14ရက်4လ2026တကြံအကြနေ့အင်္ဂါနေ့ယနေ့နေဆန်းအလူရှင်မိသားစုမှာအဖိုးအဖွားမိဘဆွေမျိုးများနှင့်ရိတ်တံမေတော်ကြီးဒေါ်တင်တင်အေဒေါ်စန္ဒာဒေဝီတို့အားရည်စူး၍ဆရာကြီးဦးဆိုင်လောင်လိုင်းဆရာမကြီးဒေါ်ကြည်ကြည်ဆွေဆရာမကြီးဒေါ်ကြည်ကြည်ဆန်းတမီလေးမတ်တီရီကျော်မိသားစုကောင်းမှုအနေနဲ့လှူဒန်းထားတာဖြစ်ပါတယ်အလူရှင်မိသားစုများဆွမ်းကပ်ဖို့ကြွပေးပါအလူရှင်များဆိုရင်ကိုယ်တိုင်လည်းတရားဝင်ကိုယ်တိုင်လည်းတရားအားထုတ်ပြီးတော့သစ္စာသိသောဉာဏ်ဖြင့်စနစ်တကျလှူဒန်းထားကြတာဖြစ်ပါတယ်ဦးဇင်းရဲ့အကိုအမတွေလည်းဖြစ်ကြပါတယ်ကိုယ်တိုင်လည်းတရားဝင်ကိုယ်တိုင်လည်းတရားအားထုတ်ပြီးတော့သစ္စာသိသောဉာဏ်ဖြင့်စနစ်တကျလှူဒန်းထားကြတာဖြစ်ပါတယ်အလူရှင်မိသားစုများဝေယဝိဆကုသိုလ်ရှင်များအမှုဆောင်လူကြီးမင်းများကျမ်းမာကြပါစေချမ်းသာကြပါစေပေးရန်ခတ်သိမ်းကင်းငြိမ်းကြပါစေကြောင်းကြခတ်သိမ်းကင်းငြိမ်းကြပါစေယောဂခတ်သိမ်းကင်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေရာမိသားရှိစိတ်ဥစ္စာများမြဲကြပါစေမရသေးသောရှိစိတ်ဥစ္စာများထပ်ခါတလဲလဲရရှိနိုင်ကြပါစေသစ္စာတရားများကိုလည်းနာကြားနိုင်ကြပါစေနာတဲ့အတိုင်းကျင့်ကြအားထုတ်၍နိရောဓသစ္စာနိဗ္ဗာန်ကိုလွယ်ကူချောင်းမွေ့စွာဖြင့်မျက်မှောက်ပြုနိုင်ကြပါစေလို့မနောလေးနဲ့မြတ်တာပြုပေးပါလူကံပုဂ္ဂိုလ်လူပဲပစ္စည်းလူသောပုဂ္ဂိုလ်လူကျင်သောစေတနာမနောကဖြစ်ပျက်ရှုပါမမြဲတရားပွားလှူဒန်းကြသောကြောင့်မြဲသောနိဗ္ဗာန်ရောက်ရှိနိုင်ပါစေနိဗ္ဗာန်တပစ္စယောဟောတုတာတုတာရောင်ရည်များဆောင်လင်းပြီးဖြစ်ပါရဲ့ကျွန်တော်များအဖွဲ့မှအလူရှင်မိသားစုများနဲ့အတူအမျှတမ်းပေးဝေပါတော့မယ်ရောင်ရည်တို့လည်းလိုက်ပြီးတော့အမျှတမ်းပေးဝေပေးပါယခုကဲ့သို့ဘုရားအမှုတော်၏တန်ခါတော်ရှင်သူများများနဲ့တို့ကရောင်ရည်သူတော်စင်တို့အားကျွေးမွေးလူတန်းရသောကုသိုလ်ကောင်းမှုတို့၏ဖို့ဖာကတို့ကို32ပုံရှိဒုက္ခိတတ္တဝါဒုက္ခိတတ္တဝါအပေါင်းတို့အားအမျှပေးဝေပါကုန်၏ကုသိုလ်အမျှယူတော်